မမင်္ဂလာပါအမရဲ့ရီစားဟောင်းကမင်းလာဆောင်သွားပြီလားဆောင်သွားပြီလေဘယ်သူနဲ့လဲသူ့ရဲ့တငယ်ချင်းလို့ပြောနေတဲ့ကောင်မနဲ့ပဲဆောင်သွားတာလေဒါဆို तू ကအမနဲ့ပြတ်မှာသူတကယ်ရင်ရီစားဖြစ်တာလားမဟုတ်ပါဘူးကျမနဲ့ပြတ်ပြီးတော့ကျန်းပြီးတော့မင်္ဂလာဆောင်သွားတာပဲဟမ်ဘလို့ကြီးလဲဟုတ်တယ်ကျမနဲ့ပြတ်ပြီးတော့လေကျန်းပြီးတော့မင်္ဂလာဆောင်တယ်ပြီးတော့ကျမကိုလည်းမိတ်ဆက်ပေးတာဟုတ်လေအဲ့လိုမိတ်ဆက်တဲ့ကလေကျမရဲ့စထမအာယုံကသူတို့ညကခိုးစားနေကြတယ်ဆိုတာသိပြီးသားသူဖုန်းဆက်တော့လေကျမပဲကိုင်းတာလေကိုင်းမင်းကစားမလားကိုရုံတော့ခက်ဆဲစားမလားပြီးတော့ပတ်စီနဲ့စမူစာနဲ့ကျွေးလိုက်တာလေအဲ့ဒါနဲ့ပြက်ရောဒါဆိုအမရဲ့ရီစားကအမလူရေးမလာမဟုတ်ခွင်းနေအမရဲ့ရီစားကပဲလူရေးမခဲ့တာပေါ့နော် No သူမိမကလူရွေးမသွားတာကျမရဲ့ခန်းစားချက်တွေကိုသူတစ်ချိန်တော့နားလည်မှာပါဝါဒါပေမဲ့သူတို့ညပျော်ရွှင်ပါစေလို့ပဲကျမဆုတောင်းလိုက်ပါပြောနေမယ်ဆိုမေးချပါကြောခိုင်းလေထွက်သွားကိုင်းမင်းကဆမ်းလာကိုရုံးခက်ဆဲဆမ်းလာပြီးတော့ပတ်စီနဲ့စမူစာနဲ့ကျွေးလိုက်တာလေ